ဒီနေ့ကတော့စောစိန်ကကလမဝီနဗရတာဖရာเจ้าမှာပါစီကောင်းနဲ့မတန်းလေးပေါ့နော်အဲ့ဒါလေးကိုမတရားကြီးရိုက်ထားတာပါ要